ယခုရွတ်ဖတ်ပူဇော်မိဂါထာတော်တို့သည်ဘုရားရှင်လက်ထက်မှဆက်၍ယနေ့တိုင်အောင်အလွန်အစွမ်းထက်၍အကျိုးပေးသံသောဂါထာတော်များဖြစ်ပါတယ်။ဤဂါထာတော်များကိုရွတ်ဖတ်ပူဇော်နာယူကြည်ညိုကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်ပေါင်းတို့သည်ဤဂါထာတော်တို့ကိုရွတ်ဖတ်ပူဇော်နာယူကြည်ညိုသောချိန်မှစပြီးလျင်ကြာရောက်စေကြောင်းလက်တံဖြစ်သောဘေဥပအန္တရာယ်ရန်သွဲသွဲတို့ပိဉ္စာဗဖျားရှိမလားတကယ်သူကင်းစင်လွဲပြအဝေးသို့ရောက်ကြကုန်ပြီလျင်မိမိတို့လောကင်ဆောင်ရွက်နေတဲ့လုံစည်းပွားကိုင်စည်းပွားစီးပွားရေးကြီးပွားရေးလူမှုရေးကျန်းမာရေးစရှိသည်တို့သည်ဒီရေလာတိုးတက်ဖြစ်ထွန်းကြပြီလျင်ဤဘဝမှာစာရေးဘဝဆက်ဆက်မရှိဟုသောစကားနားဝမှာမကြားရပါစေနှင့်မလှဟုသောစကားနားဝမှာမကြားရပါစေနှင့်မဝဟုသောစကားနားဝမှာမကြားရပါစေနှင့်ဤကတော်မြတ်များကိုယူသေးသောနာယူပူဇော်ကြည်ညိုကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်ဒုက္ခခတ်သိမ်းတို့၏ချုပ်ငြိမ်းရမှမျက်နှိပ်ပံကိုလည်းပဲလွယ်ကူသောအကျင့်အလင်းမြန်သောအသိပညာတို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြတဲ့သူတော်စင်သူတော်ကောင်းများဖြစ်ကြပါစေလို့ပတနာအောင်စုအောင်ကြောင်းပြု၍မေတ္တာပို့သပြီးလျင်ဂါထာတော်မြတ်များကိုအာယုံတပါးစိတ်မသွားပဲနဲ့ယူသေးစွာထောင်နာစိုက်ကြပါကုန်လောယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဆယတောပြမနတအထတကိင်္ခာဝပယန္တိတဗ္ဗယတောပဇာနာတိတဟေတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဆယတောပြမနတအထတကိင်္ခာဝပယန္တိတဗ္ဗယတောကိယံပစ္စယနာအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောပြမနတယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ပါတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာယတောယတမခြင်းကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြန်အဖြစ်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တဘာခသိင်္ဂုံသောကိင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတသမခသိင်္ဂုံသောကိင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထင်ရှားဖြစ်သောခါ၌တောထုယဟန္တာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩဘာတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝဝင်ဝင်ထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပယ်ပြောက်ပြည့်စည်လျက်ဒိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဆယတောပြမနတအထတကိင်္ခာဝပယန္တိတဗ္ဗယတောပဇာနာတိတဟေတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတ
အထတကိင်္ခာဝဗယန္တိတပ္ပယတောကိယံပစ္စယနာအဝိတိယရာဝေဘတုဘုံဒီဓမ္မအာတာပိနောဇာယတောဗျမနတ္တဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလာရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောဗျမနတ္တယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ဘာတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာယတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြည့်အဖြင့်သည်ယတောတတမထိုကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခသိငုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခသိငုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထင်ရှားဖြစ်သောခါ၌တောထုယဟန္တာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩဘာတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝဝင် ထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပယ်ပြောင်းပြည့်စည်လျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောဗျမနတအထတကိင်္ခာဝဗယန္တိတပ္ပယတောပဇာနာတိတဟိတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောဗျမနတအထတကိင်္ခာဝဗယန္တိတပ္ပယတောကိယံပစ္စယနာအဝိတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောဗျမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလာရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောဗျမနတယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ဘာတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာယတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြည့်အဖြင့်သည်ယတောတတမထိုကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခသိငုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခသိငုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထင်ရှားဖြစ်သောခါ၌တောထုယဟန္တာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩဘာတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝဝင်ထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပယ်ပြောင်းပြည့်စည်လျက်တိဋ္ဌတိတည်တော်မူ၏
Yara hawe badu bundi dhamma adabino sayato bhyamanata Athata kinkhawa bayandi tabayato basana dita hedu dhamma Yara hawe badu bundi dhamma adabino sayato bhyamanata Athata kinkhawa bayandi tabayato kiyam bisyana awidi Yarawe badu bundi dhamma adabino sayato bhyamanata Virubayan ditthati marathine duriyowa obadaya manda likham Adabino kileta ko puban se tatto longla shi tormu thato Sayato sanwe sachen shi tormu thato walakhana ayun san song shi tormu thato Bhyamanata yana bhagawa Yara Jenganai Hawe Sinse Dhamma 32 Bado 39 Bado Bodhibhagya Tayarudi Wa Dissa 4 ပါးတရားတို့သည်ဘာတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့သို့ထင်ရှားဖြစ်သောခန္ဓာရတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြည့်အပြင်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခသိငုံသောကင်္ခ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခသိငုံသောကင်္ခ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထေရှားဖြစ်သောခါ၌တောထုယဟနာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောဘတယံဘတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝန်းဝန်းထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တိအပေါင်းကိုဝိရုပယံတော့ပယ်ပြောင်းပြည့်စည်လျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဆာယတောဗျမနတအထတကိင်္ခာဝပယံတိတပ္ပယတောပဇာနာတိတဟိတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဆာယတောဗျမနတအထတကိင်္ခာဝပယံတိတပ္ပယတောကိယံပစ္စယနအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောဗျမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလာရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုံဇံဆုံးရှိတော်မူထသောဗျမနတယန္နာပုဂ္ဂိုလ်ယရာကျင်္ဂါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ဘာတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့သို့ထင်ရှားဖြစ်သောခန္ဓာရတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြည့်အပြင်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခသိငုံသောကင်္ခ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခသိငုံသောကင်္ခ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထေရှားဖြစ်သောခါ၌တောထုယဟနာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်
အန္တလိခံကောင်းငင်ပြင်းကိုဘာတရားဘာတရားတို့မိမိအယောင်ဖြစ်ပြောင်းပြောင်းဝင်ဝင်ထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တိအပေါင်းကိုဝိရုပယံတော့ပယ်ဖြောက်ဖြည့်စီလျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောပဇာနာတိတဟိတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောကေယံပစ္စယနာအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောယမနတယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ပါတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာရတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြန်အပြင်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခသိငုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခသိငုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထင်ရှားဖြစ်သောခါ၌တောထုယဟန္တာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြင်းကိုဘာတရားဘာတရားတို့မိမိအယောင်ဖြစ်ပြောင်းပြောင်းဝင်ဝင်ထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တိအပေါင်းကိုဝိရုပယံတော့ပယ်ဖြောက်ဖြည့်စီလျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောပဇာနာတိတဟိတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောကေယံပစ္စယနာအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောယမနတယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ပါတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာရတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြန်အပြင်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခသိငုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကို
အဝေဒီတိပိတတောတသမခသိင်္ဂုံသောကင်္ဂ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံဒီဝိပါယံဒီကင်းချုပ်ကြကုန်၏အထထိုသို့ထေရှားဖြစ်သောခါ၌တောထုယဟန္တာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩပါတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝဝထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပေဖြောက်ဖြည့်စီလျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောပဇာနာတိတဟေတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောကေယံပစ္စယနအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောပြမနတယန္နာပုဂ္ဂိုလ်အားယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ပါတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့သို့ထင်ရှားဖြစ်သောခန္ဓာယတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြည့်အပြင်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခသိင်္ဂုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတသမခသိင်္ဂုံသောကင်္ဂ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပါယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထေရှားဖြစ်သောခါ၌တောထုယဟန္တာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩဘာတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝဝထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပေဖြောက်ဖြည့်စီလျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောပဇာနာတိတဟေတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောကေယံပစ္စယနအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောယမနတယန္နာပုဂ္ဂိုလ်အားယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ပါတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့သို့ထင်ရှားဖြစ်သောခန္ဓာယတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြည့်အပြင်သည်ယတောတတမထို့ကြောင့်
အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတသမခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထေရှားဖြစ်သောခါ၌တောထုယဟနာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩပါတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝန်းဝန်းထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပယ်ပြောက်ပြည့်စည်လျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောပဇာနာတိတဟေတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောကေယံပစ္စယနအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောပြမနတယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ပါတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့သို့ထင်ရှားဖြစ်သောခန္ဓာယတောယတမကျင့်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြည့်အပြင်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတသမခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထေရှားဖြစ်သောခါ၌တောထုယဟနာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩပါတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝန်းဝန်းထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပယ်ပြောက်ပြည့်စည်လျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောပဇာနာတိတဟေတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတပ္ပယတောကေယံပစ္စယနအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောယမနတယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝ
ဝါသစ္စာလေးပါးတရားတို့သည်ဘာတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာရတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြန်အဖြင့်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထင်ရှားဖြစ်သောခန္ဓာတောထုယဟနာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩပါတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝန်းဝန်းထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပယ်ပြောက်ပြည့်စည်လျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတဗ္ဗယတောပဇာနာတိတဟိတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတဗ္ဗယတောကေယံပစ္စယနအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံအာတာပိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောပြမနတယန္နာပုဂ္ဂိုလ်ယရာခြင်းခန္ဓာဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာလေးပါးတရားတို့သည်ဘာတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာရတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြန်အဖြင့်သည်ယတောတတမထို့ကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တပါခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခတ်သိမ်းကုန်သောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထင်ရှားဖြစ်သောခန္ဓာတောထုယဟနာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြေငောပါတယံဩဘာတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝန်းဝန်းထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်တီအပေါင်းကိုဝိရုပယံတော့ပယ်ပြောက်ပြည့်စည်လျက်တိဋ္ဌတိတည်တော်မူ၏ယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတဗ္ဗယတောပဇာနာတိတဟိတုဓမ္မံယရာဟဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတအထတကင်္ခာဝပယံတိတဗ္ဗယတောကေယံပစ္စယနအဝေတိယရာဝေပါတုဘုံတိဓမ္မာအာတာပိနောဇာယတောပြမနတဝိရုပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဩဘာတယမန္တလိခံ
အာရဘိနောကိလေသာကိုပူပန်စေတတ်သောလုံးလရှိတော်မူထသောဇာယတောဇံဝေဇာခြင်းရှိတော်မူထသောဝါလက္ခဏာအာယုဇံဆုံးရှိတော်မူထသောယမနတ္တယန္နာပုဂ္ဂိုလ်ယရာခြင်းခါ၌ဟဝေစင်စစ်ဓမ္မ32ပါးသော39ပါးသောဘောဓိပက္ခိယတရားတို့သည်ဝါသစ္စာ4ပါးတရားတို့သည်ဘာတုဘုံသည်ထင်ရှားဖြစ်ကုန်၏အထာတို့ထင်ရှားဖြစ်သောခန္ဓာရတောယတမကျင်ကြောင့်တာဟိတုဓမ္မဝိဇ္ဇာအစရှိသောအကြောင်းသင်္ခါရအစရှိသောအကျိုးနှင့်တကောဖြစ်သောပရိစ္ဆသမုပ္ပါတရားတော်ကိုပါဇာနာတိအပြန်အပြင်သည်ယတောတတမထိုကြောင့်အတ္တထိုယဟနာပုဂ္ဂိုလ်အတ္တဘာခသိင်္ဂုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိအပယံတိကင်းချုပ်ကြကုန်၏ယတောယတမအကျင့်ကြောင့်ပစ္စယနံအဝိဇ္ဇာဆရှိသောအကြောင်းတရားတို့သည်ခယံကုံရာကုံကြောင့်ဖြစ်သောနိဗ္ဗာန်ကိုအဝေဒီတိပိတတောတတမခသိင်္ဂုံသောကင်္ခာ16ပါးသောယုံမှားခြင်းတို့သည်ဝဘယံတိဝိပယံတိကင်းချုပ်ကြကုန်၏အထထိုသို့ထင်ရှားဖြစ်သောခါ၌တောထုယဟန္တာပုဂ္ဂိုလ်သည်သူရိယောနေမင်းသည်အန္တလိခံကောင်းငင်ပြင်းကိုဘာတယံဘာတယံတို့မိမိအယောင်ဖြင့်ပြောင်ပြောင်ဝဝထုံးလင်းတောက်ပါစီလျက်တိဋ္ဌတိဝတိပိတကဲ့သို့မာရတိနံ10ပါးများရှိသောမနစစ်သည်အပေါင်းကိုဝိရုပယံတော့ပေဖြောက်ဖြက်စီလျက်တိဋ္ဌတိတည်တော်မူ၏